အဲ့ဒီညနေမှာပဲစီယိုဟာယောက်ျားလေးလိုဟန်ဆောင်ထားတဲ့သူ့ကိုစီးပွားရေးညစာစားပွဲတစ်ခုစီခေါ်သွားခဲ့ပါတယ်။ဟုတ်တယ်တယောက်ကစီယိုကိုအောင်ပွဲခံဖို့ခွင့်လန်းလိုက်တဲ့အခါသူဟာဝိုင်ခွက်ကိုချက်ချင်းနဲ့ယူပြီးစီယိုရဲ့ကိုစားတောက်ပေးခဲ့ပါတယ်။အဲ့ဒီဖောက်တီဟာမင်းညကစူနဲ့အတူသူဟိုတယ်ခန်းထဲဝင်သွားတာကိုမြင်တွေ့ခဲ့သူဖြစ်မယ်လို့သူဘယ်တော့မှမျှော်လင့်မထားခဲ့ပါဘူး။စီယိုဟာအကြီးအကျယ်တုန်လှုပ်သွားပြီးမင်းညကမင်းကလေးဟာသူလားဆိုတာသိချင်လို့မေးမြန်းပါတော့တယ်။သူကတော့ချက်ချင်းပဲညှင်းဆိုခဲ့ပြီးသူဟာယောက်ျားလေးတစ်ယောက်ပါလို့အတင်းအကျပ်ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီစကလုံးတွေကစီယိုကိုပို့ပြီးတော့တောင်စိတ်ပြတ်အားငယ်သွားစေခဲ့ပါတယ်။သူဟာအမျိုးသားချင်းချင်းနဲ့တညတာကုံဆုံးခဲ့မိတယ်ဆိုတာကိုသိလိုက်ရပြီးထိတ်လန့်သွားလို့ပါစီယိုဟာဘာမှမစင်စားပဲဝိုင်းတစ်ခွက်လုံးကိုအကုန်မော့ချလိုက်ပြီးတတိလေးမိမျောသွားပါတော့တယ်။သူ့ကိုတတိပြန်ရလာစေဖို့မင်းကလေးဟာဖောက်တဲ့အားလုံးရဲ့ရှေ့မှာတင်စီယိုရဲ့ပါးကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်ပါတယ်။မင်းကလေးကစီယိုကိုထက်ရိုက်မှစိုးရိမ်တာကြောင့်ဖောက်တဲ့ကစီယိုကိုဆေးရုံသို့ပို့ဆောင်ပေးဖို့အမြန်ပဲကမ်းလှမ်းခဲ့ပါတယ်။ဆေးရုံမှာတော့ဆရာဝန်ကစီယိုဟာအရက်လွန်ကြုံမှုနေုံသာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။စီယိုတတိပြန်ရလာတဲ့အခါမှာတော့သူ့ပါးပေါ်မှာဘာလို့လက်ဝဲအားထင်နေရတာလဲလို့မင်းကလေးကိုမေးခဲ့ပါတယ်။မင်းကလေးကဘာမှမသိသလိုဟန်ဆောင်ပြီးလှည့်ထွက်ကခိုးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့စီယိုကသူ့လက်ကိုဆွဲကင်ပြီးသူ့ပါးပေါ်ကိုဖက်ကတ်လိုက်ပါတယ်။မင်းကလေးရဲ့လက်ဖွားရွယ်စားဟာပါးပေါ်ကလက်ဝဲအားနဲ့ကွက်တိထက်တူကျနေခဲ့ပါတယ်။သူချက်ချင်းပဲပြာရာခက်တုံးလို့သွားပါတော့တယ်။